မင်္ဂလာပါခုနှစ်ရက်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆရာမကတော့ဆောလာຫນွေနီဖြစ်ပါတယ်ဆရာမအနေနဲ့ကတော့1388ခုနှစ်အတွက်ဗုဒ္ဓသားသမီးတွေရဲ့တနစ်စာအထူးဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိပေါ့နော်ဒါ1380ခွန်ကုန်ပြီးတော့1388ကိုကူးမြောက်မဲ့နှစ်ကိုရောက်ရှိတော့မယ်ပေါ့နော်ဒီတစ်နှစ်ပတ်လုံးမှာဗုဒ္ဓသားသမီးတွေရဲ့လုပ်ငန်းစီးပွားကဏ္ဍငွေကြေးပိုင်းတွေပေါ့နော်အလုပ်ကိုင်ပိုင်းတွေအဲ့တော့ငွေရေးကြေးကျန်းမာရေးလူမှုရေးကဏ္ဍတွေအိမ်တွင်းအိမ်နောင်ရေးပေါ့နော်မေတ္တာရေးပညာရေးအစပြုလုပ်ရမယ့်ရေရာလေးတွေဆောင်ရွက်ရှောင်ရအစတစ်ခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်နှစ်ပတ်လုံးမှာဗုဒ္ဓသားသမီးတွေရဲ့နော်ဗုဒ္ဓသားသမီးယာဟုသားသမီးတွေပါပါတယ်အခု hostel ကဗုဒ္ဓဟူယာဟုသားသမီးတွေအတွက်အကျုံးဝင်ပါတယ်နော်အဲ့တော့ဗုဒ္ဓသားသမီးတွေဆိုယာဟုသားသမီးတွေကယာဟုတွေရောမပါဘူးလားလို့ပြောမှဆိုလို့ဗုဒ္ဓဟူယာဟုသားသမီးတွေအတွက်နော်ဒါနေ့နဲ့နှစ်ခုအတွက်ရှင်းပြီးတော့ဟောပြပေးသွားတာဖြစ်ပါတယ်အဲ့တော့လက်ရှိဒီပေါ့နော်လက်ရှိဒီနေ့ကလုပ်ငန်းစီးပွားကဏ္ဍကိုစတင်ပြီးတော့ပြပြပေးပါမယ်အဲ့တော့မိမိတို့ရဲ့ကံမှာပေါ့နော်လက်ရှိဒီနေ့မှာလုပ်ငန်းစီးပွားပိုင်းတွေမှာတိုးတက်ကောင်းမွန်မဲ့ကာလကိုရောက်ရှိမယ်စိတ်ကိုတစ်တွေလုပ်ငန်းတစ်တွေလက်တွေ့လှုပ်ဆောင်နိုင်မဲ့ကာလကိုရောက်ရှိတယ်လုပ်ငန်းတစ်တွေလုပ်ရတာမျိုးလုပ်ငန်းတိုးချက်လုပ်ကိုင်ရတာမျိုးတွေကြုံရမယ်လုပ်ငန်းပိုင်းတွေမှာပေါ့နော်အနှဲငယ်တော့အစင်မပြေမှုတွေခက်ခဲမှုတွေတော့ကြုံတွေ့ရနိုင်ပါတယ်တဲ့နော်အဲ့တော့လုပ်ငန်းပိုင်းတွေမှာထောက်ပံ့ပေးမဲ့သူတွေလည်းပေါ်လာတာမျိုးတွေရှိမယ်ရှင်းရင်းစွဲအနေထားနေပြီးတော့တိုးတက်ပြောင်းလဲလာတာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့မမိရပေါ့နော်ဒီလုပ်ငန်းမှာဆိုရင်နောက်ကနေပြီးတော့ပံ့ပိုးပေးမဲ့သူတွေကုညီထောက်ပံ့ပေးမဲ့သူတွေလည်းပေါ်လာနိုင်တဲ့အနေထားမှာတော့ရှိရဲအရာရာတိုင်းမှာတော့ကိုကထင်သလောက်မလွယ်ကူနေဘူးပေါ့နော်ဒါပေမဲ့အစာပိုင်းမှာခက်ခဲမှုတွေကြုံတွေ့နိုင်တော့လဲအဆုံးသတ်မှာအောင်မြင်မှုရရှိမဲ့နှစ်ပါနော်အဲ့တော့လုပ်ငန်းပိုင်းတွေမှာမမိကရှေ့ရသွားပြီမဲ့နောက်ကလိုက်မဲ့သူကလည်းအားနေနေတယ်နော်ကိုကရှေ့မှာစ조사အားထုတ်နေနောက်မှပြန်ကြည့်လိုက်ချင်းပေါ့နော်ဒါလွဲချော်မှုတွေခက်ခဲမှုတွေကိုသွားတော့မလိုက်နိုင်တဲ့အနေအထားလေးတွေမှာလည်းကြုံတွေ့နိုင်ရပါတယ်တဲ့နော်အဲ့လိုမျိုးအဲ့တော့လက်ရှိနှစ်မှာဆိုရင်စနေနဲ့တောက်ကြနဲ့တနင်္ဂနွေနဲ့ဗုဒ္ဓလုပ်ငန်းပိုင်းတွေအဆင်ပြေမဲ့နှစ်ဖြစ်ပါတယ်ထိုနံပစ္စည်းတွေအဝင်ရှိရပေါ့နော်အဲ့တော့ဒီနေ့ပိုင်းထဲမှာလုပ်ငန်းစီးပွားလုပ်နေတဲ့သူတွေဗုဒ္ဓနဲ့နေဖြစ်တဲ့လူသုံးကုန်ပစ္စည်းတွေလည်းဖြစ်ရေးဆိုင် workshop ရေလုပ်ငန်းရွှေလုပ်ငန်းလပရေးလက်မှုပညာလုပ်ငန်းအမှုပညာလုပ်ငန်းတွေเนาะအထည်လုပ်ငန်းတွေဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်အရောင်းဝယ်လုပ်ငန်းတွေ online shop လုပ်ငန်းတွေနောက်ထပ်ပြီးတော့တုတ်တန်တိလုပ်ငန်းတွေဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းနည်းပညာပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအဆင်ပြေမဲ့အောင်မြင်မဲ့ပေါ့เนาะနာမည်ကုန်တင်းကြော်စောမဲ့နှစ်ပါလုပ်ငန်းတစ်စနေပြီးတော့အကောင့်နဲ့ဖော်မဲ့လောက်ဆောင်တော့မယ်ဆိုရင်ဒီနန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းလေးတွေစတင်ပြီးတော့လုပ်လို့ရပါတယ်เนาะနောက်ထပ်ပေါ့နော်အဖို့တန်ပစ္စည်းတွေလည်းအဝင်ရှိတယ်အလူမင်္ဂလာပြုရမယ်အလူဒါနတော်လကောင်းမင်္ဂလာတော်လကောင်းပြုရတာမျိုးတွေရှိမယ်เนาะဒီနေ့ပိုင်းထဲမှာနောက်ထပ်ပြီးတော့ဗောနော်ဝန်ထမ်းတွေဆိုရင်လည်းနော်မမီးကဝန်ထမ်းဖြစ်နေတယ်ဆိုရင်ယာရုလာစာတိုးစေပြီးတော့နေရာဌာနပြောင်းလဲတွေပေါ်မယ်လုပ်ငန်းတစ်တွေလောက်ကန်ရတတ်တဲ့လက်ရှိနေထားတဲ့တိုးတက်ပြောင်းလဲလာတာမျိုးတွေရှိမယ်ပေါ့နော်နောက်ပြီးတော့အကြီးအကဲထက်လူကြီးပိုင်းတွေကိုအားကိုးတာမျိုးယုံကြည်မှုရရှိတာမျိုးတွေကြုံရမယ်ချစ်ခင်ချင်းကြုံရမယ်နော်လုပ်ငန်းပိုင်းတွေမှာပေါ့မမီးရပေါ့အရာရာဥဆောင်ဥဆွဲအလောက်ကင်ပေးနေရမှုကြောင့်နည်းနည်းတော့စိတ်ပင်မဲ့လူပင်မဲ့ဖြစ်တာမျိုးတွေကြုံရမယ်ပေါ့နော်အပြောင်းလဲကိစ္စတွေပြောင်းရွှေ့ကိစ္စတွေလည်းပေါ်ပါလိမ့်မယ်တဲ့နော်လက်ရှိဒီနေ့ပိုင်းထဲမှာအဲ့တော့မမီးကဝန်ထမ်းဖြစ်နေတယ်ဆိုရင်ပေါ့နော်စီးပွားရေးကဏ္ဍတွေကိုတပိုင်းတနိုင်ကိုပိုင်လုပ်ငန်းတွေနဲ့တွဲလုပ်နိုင်တော့ပို့ပြီးအားကောင်းပါပါအဲ့လုပ်ငန်းတစ်တွေလောက်ကင်ရတာမျိုးတွေရှိမယ်ကိုမလောက်ရသေးတဲ့လုပ်ငန်းခွင်တစ်နယ်ပယ်အတစ်တွေမှာလောက်ကင်နေရတာမျိုးတွေကြုံရမယ်ပေါ့နော်ဝန်ထမ်းတွေကနောက်ပြီးတော့လက်ရှိဒီနေ့ပိုင်းထဲမှာသားသမီးတို့အတွက်နော်ငွေကုန်ကြေးကြလေးတွေများနေတာမျိုးတွေရှိမယ်အလူတန်းတွေမှာလည်းပေါ့နော်စေတနာတရားထက်ပိုတော့ငွေကြေးတွေကိုလှူဒန်းနေရတာမျိုးတွေကြုံရနိုင်တယ်ပို့ပြီးတော့ပေါ့နော်အလူဒါနတွေပေါ့နော်ကိုကဒီကောင်းကောင်းပေါ့နော်မကြာခဏပြုလုပ်ရမယ်နေ့ရောက်ပါတယ်အရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝအတက်ကြတော့ရှိမယ်အွန်လိုင်းကနေရောင်းဝကောင်းနေတာမျိုးရောင်းဝတက်တာမျိုးတွေရှိမယ်လူသုံးကုန်ပစ္စည်းတွေရောင်းဝတက်မယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့မမီအနေနဲ့လက်ရှိဒီနေ့ပိုင်းထဲမှာအရောင်းဝယ်လုပ်ငန်းလေးတွေဘိုင်းနေမှာပေါ့နော်အဲ့တော့ရာသီပေါ်လိုက်လုပ်ငန်းရောင်းဝယ်လေးတွေတွဲလုပ်တာပို့ပြီးအဆင်ပြေမယ်အဲ့တော့ဒီပစ္စည်းတူလောင်တာဈေးကစားခြင်းလေးတွေကပေါ့နော်လောဘကြီးလို့မရဘူးပစ္စည်းတူလောင်မှုတွေမှာလောဘကြီးလို့မရဘူးပေါ့နော်ဈေးကစားတာလေးကတော့သတိထားသင့်တဲ့နှစ်ဖြစ်ပါတယ်အဲ့တော့ဒီတီးနှံပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တီးနှံပိုင်းလေးတွေမှာမိတော့အသီးရွက်ပိုင်းလေးတွေတီးနှံပိုင်းလေးတွေမနော်ပဲပြောင်းဆန်စပါးနဲ့ပတ်သက်တာလေးတွေကတော့ဈေးမတည်ငြိမ်မဲနဲ့ဈေးအတက်ကျအပြောင်းလဲတွေနဲ့အများနဲ့ရင်ဆိုင်ရမယ့်နှစ်ဖြစ်ပါတယ်เนาะဒီနေ့ပိုင်းထဲမှာလုပ်ငန်းစီးပွားကဏ္ဍနဲ့တူဘာသာရေးကောင်းမှုကုသိုလ်လေးတွေဒါနသီလလေးနဲ့ရှင်တွဲပါဘာသာရေးလည်းမမေ့ပါနဲ့လုပ်ငန်းတွေစီးပွားတွေကမဲရှာနေတဲ့နောက်မှာကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကန်ဆိုးတဲ့လတွေနှစ်တွေမှာဒုက္ခရောက်တတ်တာမျိုးခက်ခဲတွေကြုံတွေ့ရနိုင်ပါတယ်ထို့ကြောင့်လုပ်ငန်းစီးပွားနဲ့တူဘာသာရေးကောင်းမှုကုသိုလ်လေးတွေရှင်တွဲပါကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေ
တွေရရှိလာမှာဖြစ်ပါတယ်နော်နောက်ထပ်ငွေကြေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ပြပေးသွားပါမယ်လက်ရှိဒီနေ့ပိုင်းထဲမှာငွေကြေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ငွေကြေးကဏ္ဍကအဝင်ထွက်တွေများမယ်ငွေရှားတာလွယ်မယ်လက်ထက်မှာငွေမမြဲဘူးဖြစ်နေပါလိမ့်မယ်ရတလောက်ဝင်တလောက်ပြန်ကုန်တတ်ပါတယ်စီးပွားရေးပိုင်းတွေမှာငွေကြေးလဲပတ်မှုကြောင့်ငွေလက်ထက်မမြဲဘူးပေါ့နော်ဝင်လာတဲ့ဒီငွေတွေပြန်ပြီးလဲပတ်တယ်နော်ပြန်ပြီးတော့ဒီရနေတဲ့ငွေကြေးနဲ့ပြန်လဲပတ်နေတာမျိုးငွေရအဲ့လိုဝင်လိုက်ထွက်လိုက်တွေနဲ့ကိုယ့်လက်ထဲမှာမကြံနေဘူးဖြစ်နေတာမျိုးတွေရှိနေပါလိမ့်မယ်တဲ့နော်နောက်ထပ်ပြီးတော့ကိုတိုင်းနဲ့ပေါ့နော်ငွေသုံးရှောက်ရပါမယ်ငွေရိုပေါက်တွေအိမ်မှာရှိနေတယ်ပေါ့နော်ငွေရိုပေါက်တွေရှိနေတာမျိုးရေငွေရိုပေါက်တွေထိန်းမှာငွေရစ조사ရှာနိုင်မှရမယ်လက်ထက်ရောက်ချင်းအကြောင်းမျိုးနဲ့ကုန်နိုင်တဲ့အတွက်တန်ငွေဝင်ဌာနကောင်းမှုကုသိုလ်ပြုတာလေးတွေလုပ်ငန်းတိုးချဲ့တာလေးတွေရွှေလောက်တာလေးတွေပြုလုပ်ထားပါတို့မှသာငွေမြဲနိုင်ပါလိမ့်မယ်တဲ့နော်အဲ့လိုမျိုးလုပ်ငန်းလုပ်နေတဲ့သူတွေကလုပ်ငန်းတိုးချဲ့ပေါ့နော်အဲ့လိုမျိုးလက်ထက်မှာထားရင်ထားတော့ပြန်ကုန်နိုင်တယ်ရွှေစုတာကြီးလုပ်ပေါ့နော်အဲ့ဒါမှငွေမြဲမဲ့အနေထားမှာရှိတယ်ပြန်နှင်းနဲ့ငွေရှာတာထူးချောင်ပေးပါနောက်တဲ့ဒီနေ့ပိုင်းထဲမှာလူမှုရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့မှလူမှုရေးကဏ္ဍကောင်းမှုတိုးတက်မယ်မိကောင်းဆွေကောင်းတွေရမယ်ဆရာကောင်းသမားကောင်းတွေအကူညီမယ်နေရာသစ်မိတ်ဆွေတစ်တိုးမယ်ဘာသာကြားတွေနဲ့အဆင်ပြေမယ်လူမျိုးကြားတွေနဲ့အဆင်ပြေမယ်လုပ်ငန်းပိုင်းတွေမှာတော့အနေငယ်ပြိုင်ဆိုင်မှုလေးတွေရှိပေမဲ့လည်းကြီးကြီးမားမားမရှိဘူးအောက်လက်ငယ်သားနဲ့ပတ်သက်ပြီးစိတ်ညစ်ရမယ်အောက်လက်ငယ်သားမမြဲဘူးပူပန်မှုတွေကြုံတွေ့ရမယ်နော်အဲ့တော့လုပ်ငန်းခန္ဓာတွေမှာအနေငယ်ပေါ့နော်ဒီစကားပြောတာမျိုးလေးတွေစိတ်လိုမကြမှုလေးတွေအနေငယ်ရှိမယ်ကြီးကြီးမားမားပြဿနာမရှိဘူးလူမှုရေးကဏ္ဍတွေအားကောင်းတဲ့နှစ်လို့တော့ပြောလို့ရတယ်ဒီနှစ်ကနော်နောက်ထပ်ဗုဒ္ဓသားသမီးတွေရဲ့တနေ့စာလုံးကျမ်းမာရေးခန္ဓာကိုပြောပေးပါမယ်လက်ရှိဒီနေ့ပိုင်းထဲမှာကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးအကျော်အားနေတာခေါင်းနောက်တာခါနာခါမြက်တာအစာအိမ်ဝမ်းပိုင်းနဲ့ပတ်သက်တာခြေလက်ကိုက်ခဲညောင်းကြတာခေါင်းနောက်တာတွေအဆုပ်အားနေတာတွေမူမောရင်တုံတာလေးတွေပေါ့မကြဖြစ်မယ်နော်မကြဖြစ်မယ်ရာသီကူပြောင်းဖြန်းလာတဲ့နှွေကနေမိုးကူမိုးကနေဆောင်းကူဆောင်းကနေနှွေကူဒီလိုမျိုးတွေမှာဖြန်းလာတာမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲကြောင့်မျိုးကျမ်းမာရေးနဲ့ဂရုစိုက်အခုပြောတဲ့ယောဂါလေးကတော့ကြီးငယ်အလက်အကုန်လုံးဖြစ်တတ်တယ်ကြီးသူငယ်သူအလက်ပေါ့နော်အကုန်လုံးဖြစ်တတ်တဲ့အနေအထားလေးရှိတယ်တခါတရံစိတ်တို့စိတ်တော့ပြုတ်ရမယ်နှစ်ဖြစ်ပါတယ်ကြီးကြီးမားမားကြီးတော့မရှိနိုင်ဘူးဆိုတဲ့အနေအထားပေါ့နော်နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခဏနဲ့ပတ်သက်ပြီးတော့ပြပေးပါမယ်လက်ရှိနှစ်မှာအိမ်တွင်းအိမ်နောက်ရေးခဏနဲ့ပတ်သက်ပြီးတော့အရှင်ပြေတာကြီးတော့ရှိမယ်ပေါ့နော်တခါတရံတော့မိသားစုရဲ့ညီကိုမောင်နှမကြီးနဲ့ပတ်သက်ပြီးကိုကြီးလောက်ကင်ပေးနေရမျိုးရှိမယ်အနေငယ်စိတ်ညစ်ရမယ်စိတ်နှောက်ယှက်ဖြစ်စရာတွေကြုံမယ်ပြဿနာတော့အကြီးအမားကြီးတော့မရှိဘူးကိုကဥဆောင်ကြီးရဖြည့်ရှင်းပေးရတတ်တယ်နော်ဒါပေမဲ့ကြီးကဲပိုင်းတွေကတော့ကိုယ့်ပေါ့နော်ဒီအားကိုးတာမျိုးလေးတွေကြီးကဲအထောက်ပံ့ပေးနိုင်တာမျိုးလေးတွေကြုံရမယ်ကိုကကြီးကဲသူတွေအထောက်ပံ့ကိုရရှိနိုင်တဲ့နှစ်ပေါ့နော်အိမ်တော်ရေးပိုင်းတွေမှာတော့မြေသဘောမောင်သဘောနဲ့တာယာနေမယ်တချို့သောအိမ်တော်ရေးပိုင်းတွေကပျော်ပါတောက်စားရှိမှုကြောင့်ရန်တိုက်ခိုက်လေးတွေများတတ်တယ်အိမ်တော်ဘဲရဲ့အကျိုးပြုမှုနော်ရရှိနိုင်တဲ့နှစ်ပါအိမ်တော်ကြီးမှာသစ္စာရှိစွာဘာသာရေးကောင်းမှုနဲ့အတူလုပ်ပြီးတော့ဖြတ်တန်းနိုင်မယ်ဆိုရင်အိမ်တွင်းအိမ်တော်ကြီးတာယာပျော်ရွှင်ခြင်းတွေရရှိလာမယ့်နှစ်ဖြစ်ပါတယ်နောက်ထပ်ငယ်သူလေးအတွက်မြစ်တာရေးခန္ဓာနဲ့ပတ်သက်ပြီးပြပေးသွားပါမယ်လက်ရှိနှစ်မှာငယ်သူလေးအတွက်မြစ်တာရေးခန္ဓာနဲ့ပတ်သက်ပြီးတော့ဆန်းအလုံးပွင့်နေပါလိမ့်မယ်မိမိကိုသဘောကျတဲ့သူတွေစိတ်ဝင်စားတဲ့သူတွေပေါ်များနေပါမယ်เนาะအခြေအထက်အရေးကြီးသောအကြောင်းအရာတွေကိုပုံမအားဆိုင်နေမှုကြောင့်เนาะဒါအပူကင်းတာမျိုးတွေရှိမယ်စိတ်နှိမ့်မိပါကအခြေပိုင်းမှာပူပွင့်ရတတ်တယ်ငယ်သူလေးတွေကချစ်သူမရှိတဲ့သူလေးတွေကတော့ချစ်သူကြီးစားရမယ်ထိကျန်တဲ့သူတွေချစ်သူရမယ်ပေါ့เนาะအဲ့တော့ဒီဆက်သွယ်ပြည့်နေတဲ့သူတွေပြန်ရနိုင်တဲ့နှစ်ဖြစ်ပါတယ်ချစ်သူဆောင်တွဲနေအနေနဲ့ကမမျှော်လင့်မဲနဲ့အိမ်အောင်ကြနိုင်ပါတယ်တမီတို့စိတ်မချမှုတွေတန်တရားမှုတွေကြောင့်ခြေပြဿနာလေးတွေမကြတက်မဲ့အခြေမှာကြောက်ကစားလေးတော့ရှိမယ်နော်အဲ့တော့အခြေရေးဆရာရှုပ်တာတွေဖောက်ပြန်တာတွေအထူးရှောင်ပေးပါနော်အဲ့တော့အခြေရေးဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမမျှော်လင့်ထားတဲ့ပြဿနာလေးတွေတက်မယ်ပေါ့နော်အဲ့လိုမျိုးငယ်သူလေးတွေကတော့ရုပ်တဲ့အိမ်အောင်ကြနိုင်တဲ့နှစ်လို့တော့ပြောလို့ရပါတယ်နော်ဒီနေ့ပိုင်းထဲမှာနောက်ထပ်ပညာရေးခန္ဓာနဲ့ပတ်သက်ပြီးတော့ပြပေးသွားပါမယ်လက်ရှိဒီနေ့ပိုင်းထဲမှာပညာရေးခန္ဓာနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာပညာရေးပိုင်းတွေမှာတိုးတက်မယ်အောင်မြင်မယ်ပေါ့နော်အဲ့တော့ပညာရေးပိုင်းမှာတစ်ခါတရံလဲစိတ်ပါဝင်စားမှုအားနေတာမျိုးတွေရှိမယ်တခြားအကြောင်းသောတခြားသောအကြောင်းအရာလေးတွေစိတ်ညစ်နေမှုကြောင့်ပညာရေးခက်ခဲတတ်တယ်ပေါ့နော်အပေါင်းအသင်းတတိထားပညာရေးကိုဦးစားပေးသင်ကြားနိုင်မှာရလာကောင်းနေနော်သတင်းကောင်းနေရွေချက်တွေအောင်မြင်မှာဖြစ်ပါတယ်ထို့ကြောင့်ပညာရေးကိုစိတ်ကောလိုအပ်နေပြီးစူးစမ်းပေးဖို့လိုအပ်လိမ့်မယ်နော်နောက်ထပ်နိုင်ငံခြားခီးကန်နဲ့ပတ်သက်ပြီးတော့ပြပေးသွားပါမယ်တော့ဒီနေ့မှာနိုင်ငံခြားခီးကန်ကိုကြည့်လိုက်တဲ့အခါမှာပြည်တွင်းပြည်ပခီးကန်အရင်အားကောင်းပါတယ်နိုင်ငံခြားကန်အခွင့်အရေးအခွင့်အလမ်းတွေပေါ်လာပါလိမ့်မယ်ခက်ခဲကြံ့ညာနေတဲ့ခီးစဉ်တွေတွားရမယ်ခီးကန်အားကောင်းသောနှစ်ဖြစ်ပါတယ်เนาะဒီနေ့ကနောက်ထပ်ဆောင်ရန်ရှောင်းလေးတွေပြောပေးပါမယ်เนาะအဲ့တော့လက်ရှိဒီနေ့ပိုင်းထဲမှာလောင်ကစားပြုလုပ်ခြင်းသူ့သက်ချင်းအမေသားစားခြင်းဖြန့်လန်းနေတဲ့စီးပွားရှာခြင်းအထူးရှောင်ပေးရမယ်နှစ်ပါပြုလုပ်ရမှာပေါ့နော်ဆောင်ရန်လေးတွေကတော့ဘာသာရေးကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပါဒါနသီလတွေနဲ့ရှင်သန်ဖြတ်တန်းမှာနော်ခင်မွေးဆယ်ပါကိုအမြဲတမ်းပူဇော်ကြော့ပါအစာအိစာရှားပါတို့စားတော့ပေးဝတ်ထဲရှားပါတို့ဝတ်ထဲလူပြီးတော့ဖြတ်တန်းပေးပါကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒီတလားလုံးတွေ
ဒီတနေ့လုံးအတွက်เนาะတလားလုံးမဟုတ်ဒီတနေ့ပတ်လုံးမှာကန်ကောင်းစေမဲ့ကာလာလေးတွေပေါ့နော်ကာလာအရင်ရောင်လေးတွေပေါ့နော်ကာလာရင်းရင်လေးတွေအကျိုးပေးပါတယ်ရောင်စုံကာလာလေးတွေအနီပွင့်အနီရောင်နဲ့ပြရောင်လေးတွေပေါ့နော်အညိုရောင်အညိုပွင့်လေးတွေအကျိုးပေးပါတယ်အဲ့တော့ဒီတနေ့ပတ်လုံးမှာအရေးကြီးသောလုပ်ငန်းကိစ္စအကြောင်းအရာတွေမှာဝိစင်သုံးပြခြင်းဖြင့်ကန်ဆာပွင့်လန်းစေပါလိမ့်မယ်เนาะအဲ့တော့အကျိုးပေးလက်ကီကနန်းလေးတွေပြောပေးပါမယ်ဒီတနေ့လုံးအတွက်နှစ်ကနန်းနော်ရှစ်ကနန်းတစ်ကနန်းခုံကနန်းအချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်ဒီတနေ့စာလုံးမှာအဆဆရာအဆင်ပြေစေဖို့အတွက်ပြုလုပ်ရမယ့်ရေတရာလေးတွေပြောပေးပါမယ်ဒီတနေ့လုံးကန်ကောင်းခြင်းတွေရရှိအောင်မိမိအိမ်ဖျားမှာအုံထမင်းလူပေးပါအာလူဟင်းနဲ့မကြမကြဆွန်းလောင်းမှာဆွန်းကပ်ပါတကုံးအဖြူရောင်သုံးလက်မွေးနံတောင်းလေးတွေမှာမကြမကြလူပေးပါလက်ပွင့်လန်နိုးကာရာလေးတွေအန်ဒီယကင်းကာရာလေးတွေနေစဉ်ရွတ်ပါဖျားကုံတော့ပွားပါเนาะတက်ကြီးရွယ်အိုလေးတွေတက်ကြီးပူစရာလေးတွေပြုလုပ်ပေးပါတော့ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒီလိုကောင်းမှုကုသိုလ်လေးပြုလုပ်ပေးပြီးတော့เนาะဒီတနေ့ပတ်လုံးဖြတ်တန်းမယ်ဆိုရင်เนาะဒါအခက်အခဲတွေနောက်ရက်တွေလွတ်ကင်းပြီးတော့ကံတရားရဲ့ထောက်ပံ့ကောင်းလေးရရှိလာမှာဖြစ်ပါတယ်ဒါတော့ဒီတနေ့ပတ်လုံးတဲ့ဗုဒ္ဓသားသမီးတွေရဲ့ဒါတနေ့စာလုံးကံစာတာဒါလေးတွေကိုဆင်မဟောကြားပေးသွားတာဖြစ်ပါတယ်အခုပြောတဲ့ရေတရားလေးတွေကောင်းမှုကုသိုလ်လေးတွေတည်တည်ချာချာပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါယနေ့မှစဗုဒ္ဓသားသမီးအားလုံးအဆဆအရာအဆင်ပြေမှုရှိကြပါစေတနေ့ပတ်လုံးမှာလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးပါစေယောဂပေးအန်တယ်ပေးတွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်